ဘုန်းကြီးတို့တွေမှာယံပါယံခါစိတ်ထဲမှာအလိုမကျမှုဆိုတာဖြစ်တယ်ထို့အလိုမကျမှုကကြီးထွားလာလို့ရှင်ပေါက်ကွဲလာတယ်ဒေါသပေါ့ဒေါသဖြစ်လာတယ်ဗျာပါဒလို့ခေါ်တဲ့စိတ်ဟာငြိမ်းချမ်းတဲ့စိတ်ကလေးပျက်စီးလာဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူရဲ့မျက်နှာဟာလည်းကြည်လင်ခြင်းမရှိတော့ဘူးပြုံးချိုခြင်းမရှိတော့ဘူးမျက်နှာအနေထားမှာပြောင်းလာအဲ့ဒါလို့စိတ်ရဲ့အလိုမကျတဲ့ဗျာပါဒတို့ဒေါသတို့ဖြစ်လာလို့ရှိရင်ထိုဒေါသကိုထွက်ပေါက်ရှာတာတချို့ကဘာတော့ကိုမကျေနပ်တဲ့ဟာတခြားနဲ့အစားထိုးသို့မဟုတ်မကျေနပ်တဲ့လူကိုတခုခုနဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအနိုင်ယူလိုက်တာထွက်ပေါက်မဟုတ်သို့သောလူတွေကအဲ့ဒါထွက်ပေါက်ထင်ပြီးတော့အဲ့ဒီကနေထွက်ကြတယ်ပြဿနာထပ်တက်လာတယ်ပေါ့မြတ်စွာဘုရားကအေးစိတ်ထဲမှာအလိုမကျတဲ့ဗျာပါဒရဲ့ထွက်ပေါက်အစိတ်ကဘာလဲဆိုရင်မေတ္တာပါမေတ္တာပွားရမယ်မေတ္တာပွားခြင်းဖြင့်ဗျာပါဒရဲ့ထွက်ပေါက်ကိုရရှိနိုင်တယ်ဒါမှန်ကန်တဲ့နည်းစနစ်ပဲလောကကြီးမှာမြတ်စွာဘုရားကဟောထားတယ်ယံကိုယံလင်းမတုံနှင်းနဲ့ယံကိုယံနဲ့တုံလို့ရှိရင်ဘယ်တော့မှမငြိမ့်ဘူးတဲ့ဥပမာပေးထားတယ်မစင်ညစ်ကြေးတွေပေးနေတဲ့နေရာကိုရေနဲ့သာဆေးလို့ရတယ်ထိုမစင်အညစ်ကြေးနဲ့ဆေးကြောလို့မရဘူးပို့ပြီးတော့သာညစ်သေးသွားမယ်ရေစင်ရေသန့်နဲ့ဆေးကြောမှသာလည်းပြောင်းနိုင်တယ်ထို့တူပဲဗျာပါဒလောက်ဆိုတဲ့အလိုမကျတဲ့စိတ်ထဲမှာတင်းကျပ်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဆိုတဲ့ emotion တစ်ခုဖြစ်ပြောက်ခြင်းတော့မေတ္တာဆိုတဲ့ထွက်ပေါက်ကသွားရမယ်ဒါမေတ္တာစိတ်အလိုမကျနေတဲ့စိတ်ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုပါတဲ့ဒါကိုမြတ်စွာဘုရားကဟောတယ်ဘုရားမြတ်စွာဟောကြားတဲ့စကားလုံးတိုင်းပြောရလို့ရှိရင်နိတ္တရဏံဣတံဗျာပါဒတယတိထံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့မေတ္တာဟာဗျာပါဒလို့ဆိုတဲ့စိတ်အလိုမကျမှုရဲ့ထွက်ပေါက်ဖြစ်ပါတယ်ဘုန်းကြီးတို့တွေဒေါသဆိုတဲ့စိတ်ထဲမှာအလိုမကျမှုဒုတိယကိုမုန်းတိမှုဆိုတာတွေအဲ့ဒီမုန်းတိမှုအလိုမကျမှုဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေလို့ရှိရင်စိတ်နှလုံးဟာပူလောင်နေတာအဲ့ဒီပူလောင်မှုတွေကိုမလိုချင်ဘူးထာဝရအေးချမ်းနေတာကိုလိုချင်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့အစားထိုးလိုက်ပါတဲ့မေတ္တာဟာတကယ်ထွက်ပေါက်ပါမေတ္တာနဲ့အစားထိုးလိုက်လို့ရှိရင်ဗျာပါဒကလုံးဝနှလုံးသားထဲကနေယက်တည်နိုင်စွာမရှိတော့ဘူးတဲ့ဒါကြောင့်မို့ဒီနည်းစနစ်ဟာအမတန်မှလွန်ခဲ့တဲ့နှစ်ပေါင်း2500ကမြတ်စွာဘုရားကဟောထားခဲ့တဲ့လက်တွေ့ကျင့်သုံးရမယ့်နည်းစနစ်တစ်ခုဖြစ်ပါတယ်မေတ္တာဆိုတဲ့နေရာမှာမေတ္တာရဲ့စွမ်းရည်တတ္တိတွေကအစဉ်စဉ်ရှိတယ်ဆိုတာကိုသတိထားဖို့တော့လိုတယ်ပေါ့အရာထဲမှာပြောနေတဲ့တာမန်မေတ္တာတူမေတ္တာတူမှာဆိုတာအခြေခံမေတ္တာလေးအစစ်နဲ့မကဘူးထိုအခြေခံမေတ္တာလည်းလိုအပ်ပါတယ်ထိုအခြေခံမေတ္တာတဲ့ပို့ပြီးတော့စွမ်းအားထက်တဲ့မေတ္တာဆိုတာလေ့ကျင့်ယူမှရတယ်ပေါ့မလေ့ကျင့်လို့ရှိရင်အာမကောင်းဘူးဒါလည်းမှန်တယ်လူခန္ဓာကိုယ်တန်ဆွမ်းဖို့အတွက်ဘာလို့ physical exercise လုပ်ရလဲ physical exercise လုပ်ရတယ်အပြေးသမားတွေပြေးရတယ်ဘောလုံးသမားတွေလေ့ကျင့်ရတယ် physical exercise လုပ်ရဘယ်ဟာပဲဖြစ်ဖြစ်လေ့ကျင့်ခံယူရထို့တူပဲ
မေတ္တာတွေစွမ်းအားထက်လောက်လေ့ကျင့်ခံယူဖို့လိုတယ်မေတ္တာကိုပြိုးပြီးတဲ့အခါထိုမေတ္တာတွေဟာပို့ပြီးတော့ကိုယ်တဏ္ဍာမှာခိုင်မာတဲ့ခိုင်မာလာအောင်စွမ်းရည်တွေတက်လာအောင်လေ့ကျင့်ပြီးယူဖို့လိုတယ်ဒီနေရာမှာမေတ္တာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နည်းအကျဉ်းလေးကိုပြောရမယ်ဆိုလို့ရှိရင်ပထမလေ့လာရမှာကမေတ္တာဆိုတဲ့သဘောတရားကိုလေ့လာခြင်းပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်အရက်ထဲမှာတော့တဏှာရာဂနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အရက်ထဲမှာခေါ်နေတယ်အဲ့ဒါနဲ့လုံးဝမတူဘူးအဲ့ဒါနဲ့ရောထွေးသွားတတ်တယ်ဆိုလိုတာကရာဂနဲ့မေတ္တာရာဂနဲ့မေတ္တာဟာဆင်းဆင်းတူတယ်ဒုတိယကိုချစ်ခင်ပြီဆိုလို့ရှိရင်ဖေးပါပေးခြင်းလားမေတ္တာကလည်းတတ္တဝါတွေပေါ်မှာဖေးပါပေးတဲ့သဘောရှိတယ်အလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်နီးနေသည့်အတွက်ကြောင့်မေတ္တာစစ်ဖြစ်ဖို့ဆိုတာအမှန်တမ်းခရင်သွားမေတ္တာကိုဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ်လှိစားမှုလို့ခေါ်တယ်။ဒါကြောင့်မို့နိတ္တိအထက်ကရာဆိုတဲ့ကျမ်းမှာလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိတယ်။အဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေကျင်ကိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေကျင်ဆရာတော်ကြီးဆိုတာမန္တလေးတောင်မြောက်ဘက်မှာရွှေကျင်တိုက်တွေရှိတယ်။အဲ့ဒီရွှေကျင်ဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်။ဝိဇနာဓိပနီလှည့်စားမှုတွေကိုထင်ရှားပြတဲ့ကျမ်းအဲ့ဒီဝိဇနာဓိပနီဆိုတာလှည့်စားမှုတွေကိုတရုပ်ဖော်ထားတာအစဆုံးဘာနဲ့တရုပ်ဖော်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝိဇေတိအဲ့ဒီစကားလုံးလေးပါရာဂောမေတ္တာယဝိဇေတိတဏှာရာဂသည်မေတ္တာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့တဏှာနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တဏှာဆိုတာကိုယ့်အကျိုးကိုဦးစားပေးတာမေတ္တာဆိုတာစွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမစွန့်လွတ်နိုင်ဘူးအမတမကွဲပြားခြားနားမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချက်ကပူလောင်တယ်မေတ္တာချက်ကအေးမြတ်တယ်မေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေလူတွေက